ဒီနေ့မှာတော့ပရိသတ်တို့အတွက်တကယ့်ကိုအရှင်အလန်းစားစကားတကားကိုတင်ဆက်ပေးသွားမှာပါဇလန်နာဆာမှာတင်တူရကီအထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေကိုတင်ဆောင်ပါတဲ့စစ်လေရင်တစည်းကိုတွေ့ရမှာပါသူတို့ဟာဘယ်သူမှမသိစေရမယ့်လျှို့ဝှက်မစ်ရှင်တစ်ခုကိုအကောင့်ထဲဖော်ဖို့တွားနေကြတာပါတစ်ချိန်တည်းမှာပဲနေဆက်တနီယာမှာတရင်ယူနီရဲ့ခီယာရာဆိုတဲ့အမျိုးသမီးတရင်တောက်တစ်ယောက်ကိုလည်းတွေ့ရမှာဖြစ်ပြီးသူမဟာကန်ဆိုးစွားနဲ့ပဲ ISS အကြမ်းဖက်သမားတွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်ဒီရက်ဆက်တဲ့လူသက်သမားတွေဟာခီယာရာကိုတက်ခါနီးမှာတူရကီနိုင်ငံကိုဆွဆွဲပုတ်ခတ်ထားတဲ့ဝါရဖြန့်စားသားတွေကိုအတင်းအတက်မှဖတ်ခိုင်းနေတာပါဒါပေမဲ့တတိခဲမလေးခီယာရာကတော့ငါ့ကိုတက်ချင်တက်ဒါပေမဲ့ငါနိုင်ငံကိုစော်ကားတဲ့စာတွေကိုတော့လုံးဝမဖတ်နိုင်ဘူးလို့ရဲဝုံပြန်ဖြိုးလိုက်ပါတယ်ဒီစကားကြောင့်ဒေါသထွက်သွားတဲ့အကြမ်းဖက်ခေါင်းဆောင်ကသူမကိုအတင်းထိုးချစ်ကန်ကြောက်ပါတော့တယ်အခြေအနေတွေကတကယ့်ကိုစိုးရိမ်စရာကောင်းနေတဲ့အချိန်မှာတဲ့လမ်းဘေးကနေလွဲတွန်းပြီးအေးဆေးဖြတ်သွားတဲ့လူနှစ်ယောက်ရောက်လာပါတယ်ရုတ်တရက်ကြီးတာမန်လူတွေလို့ထင်ရပြီးမြဲတကယ်တော့သူတို့ဟာခီယာရာကိုကယ်ထုတ်ဖို့လွှတ်လိုက်တဲ့အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေပါပဲစနိုက်ပါသမားတွေကလည်းအဝေးကနေပြစ်မှတ်ကိုအသင့်ချိန်ထားပြီးသားအကြမ်းဖက်သမားကဓာတ်နဲ့လွှီးမဲ့အချိန်မှာပဲဝုန်းခနဲ့ကြီးတစ်ချက်တည်းနဲ့ခေါင်းဆောင်ဖြစ်သူကိုအပိုင်ဖြုတ်ချလိုက်တာလေမက်ဆီဓမိတ်အသေးမှတင်ကျန်းတဲ့စစ်သားတွေကဝိုင်းပစ်လိုက်တာကြောင့်အကြမ်းဖက်သမားတွေအားလုံးအတုံးအယုံလဲကျသွားပါတော့တယ်ခီယာရာကိုကယ်နိုင်ခဲ့ပေမဲ့မစ်ရှင်ကမပြီးသေးပါဘူးသူတို့ဟာရန်သူနေမြေထဲမှာရောက်နေတာဖြစ်လို့ဒီသတင်းတော်မလီကိုဘေးကင်းရာတူရကီနိုင်ငံစီပြန်ပို့ပေးဖို့ခရီးချမ်းကြီးကိုဖျက်ကျော်တာဥမှာပါခီယာရာကသူမနဲ့အတူပါလာတဲ့တငယ်ချင်းတွေကိုပါကယ်ပေးဖို့တောင်းဆိုပေမဲ့အဖွဲ့မှုကတော့ညင်းလိုက်ပါတယ်ငါတို့တာဝန်ကမင်းတယောက်တည်းကိုကယ်ဖို့ပဲတခြားနိုင်ငံသားတွေအတွက်ငါလူတွေရဲ့အသက်ကိုအဆုံးရှုံးမခံနိုင်ဘူးလို့ပြက်သားပြောလိုက်တာပါညမမောင်ခင်တောင်ကီလိုမီတာခရီးကိုအမြန်ဆုံးနှင်ရမှာဖြစ်တယ်လို့ရန်သူတွေဝိုင်းမလာခင်ဒီတောင်တန်းတွေကိုကြော်ဖြတ်နိုင်ပါမလားအန်ဒီရဲတွေဝိုင်းနေတဲ့ဒီခရီးချမ်းမှာသူတို့တွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့စိတ်လှရှားစရာကောင်းမဲ့ပတ်2ကိုမကြခင်တင်ဆက်ပေးသွားမှာမို့လို့ page ကို like and follow လုပ်ထားဖို့မမေ့နဲ့လို့နော်